ကြံ့ခိုင်ရေးအစိုးရတက်လာပြီဆိုရင်ဘာလုပ်မလဲဆိုတော့ခင်ဗျားတို့ဘုံနေခင်ဗျားတို့စောစောစီစီငင်းချိုင်းယူထားမယူလို့ကတော့အမုန်းကြိတ်မှာနော်ငါတို့အမုန်းကြိတ်ရင်မဲဆရာကြီးကိုသွားမေးလိုက် UWSA ကိုငါတို့ဘလို့ကြိတ်လဲဆိုတော့ခုတပ်မတော်ကြီးကအင်းအားတောင့်တင်းလာပြီဆိုရင်အမုန်းကြိတ်မှာနော်ရွေးကောက်ပွဲနီးပြီရွေးကောက်ပွဲမှာအနီနဲ့အစိမ့်နဲ့ကစ်တဲ့ရွေးကောက်ပွဲမှာ2မျိုးရှိအောင်အနီတွေကထောင်ထဲမှာတောထဲမှာပြပမှာအနီတွေကမရှိတော့အစိမ့်မဲ့ကြံအဲ့တော့အနီမဲပေးခဲ့တဲ့လူတွေကအစိမ့်တော့ပေးမှာမဟုတ်ဘူးနော်သိပါတယ်အဲ့သူကပြီးနှလုံးတို့ပြီး3လုံးတို့ NDF တို့ဘာညာခမောက်1လုံးတို့ခမောက်2လုံးခမောက်3လုံးညပေးလိုက်မှာညပေးလိုက်တော့သူကမဲကွဲသွားတယ်ဆိုတော့ကျွန်တော်တို့ကြက်ခိုင်ကြီးကအစိမ့်ရချင်းနေကောင်းချင်းနေကောင်းတော့အစိုးရဖွဲ့တော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ပြောပြမလို့ဥပါဗျကျွန်တော်တို့ငငယ်ကဝါနယ်မှာဘကဘအမုန်းကြိတ်တာဘကဘအမုန်းကြိတ်တာခါတီးကြစပလော်တီးရဒီကောင်းနေပယံပါစမ်းမှာကွက်လေးပဲချတယ်အဲ့ချိန်မှာရလိုက်လို့အမုန်းကြိတ်တယ်ကျွန်တော်တို့အမုန်းကြိတ်တာကိုဘယ်သူသိတယ်ဆိုတော့ UWS ကသိတယ်ဒါကြောင့်မို့အခုဒီ2021ဒီကိစ္စကြီးပေါ်လာတဲ့အချိန်မှာ UWS ကမပါတဲ့ခါကျ तू ကဘာလို့အမုန်းကြိတ်ခံမှာကြောက်လို့ तू ကကျွန်တော်တို့အမုန်းကြိတ်တဲ့ဟာကို तू တို့ကခံစားဘူးတယ်အခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပွဲပြီးရင်တက်လာမဲ့အစိုးရကြံ့ခိုင်ရေးအစိုးရတက်လာပြီဆိုရင်ဘာလုပ်မလဲဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံနေခင်ဗျားတို့စောစောစီစီငင်းချိုင်းယူထားမယူလို့ကတော့အမုန်းကြိတ်မှာနော်ကျွန်တော်ပြော PDF တွေပါနှစ်ဘက်လည်းပြဟိုငကားလို့ဟိုပါဟိုဗါတယ်တန်ခဲလို့ဘာလို့အဲ့ဒီကောင်တို့တီကောင်လို့အဲ့ဒီကောင်တွေကိုမပြောဘူးနော်ဘာပြောခင်ဗျာ AA ရအစနော် AA MNDA ကိုကဆိုခင်ဗျာကုန်းချမ်းလောက်ကိုင်ချစ်ဆွေရောတော်ပြီလေငကိုနေရအဲ့ဘာသိန်းဒီကိုခိုင်နေလာလို့မနေနဲ့ငါတို့အမုန်းကြိတ်ရင်မဲဆရာကြီးကိုသွားမေးလိုက် UWSA ကိုငါတို့ဘလို့ကြိတ်လဲဆိုခုတပ်မတော်ကြီးကအင်းအားတောင့်တင်းလာပြီဆိုရင်အမုန်းကြိတ်မှာနော်ရွေးကောက်ပွဲပြီးရင်အမုန်းကြိတ်မှာခုလေးကမင်းတို့တေချာလေးငင်းချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပေးတာငါတို့ဘလို့အမုန်းကြိတ်ထားလဲဆိုတာကို UWS ကသိတယ်ငါတို့အသက်အရွယ်ကသိတယ်အဲ့ဒါမင်းဟိုနှစ်ပဲတပြားဟိုမြင်းကြံဟိုဘလက်တိုက်ကလို့တော့အဲ့ငါစောက်ဘောတွေကဘာမှမသိဘူးအဲ့ဒါလာပြောတာ